ကဘာမြေပြင်ကြီးပျက်စီးပါလိမ့်မယ်။ဘာကြောင့်ပျက်စီးမှလဲဆိုတော့အဲ့ဒီကဘာမြေပြင်ကြီးပေါ်မှာနေထိုင်ကြတဲ့လူဆိုသောတတ္တဝါတွေလောဘတွေဒေါသတွေမောဟတွေအာကြီးလာတာနဲ့မြဒီကဘာမြေပြင်ကြီးကတဖြည်းဖြည်းဆုပ်ယုပ်မယ်ပျက်စီးမယ်။သူများကြောက်လားကိုကြောက်လား။ဒါကြောင့်မလို့လေတခုဒုက္ခဆိုတဲ့ဆင်းရဲတွေနဲ့ကြုံတွေ့တဲ့အခါမှာတချို့သူများကိုလက်ညှိုးထိုးတယ်တချို့ကအပေါ်ကိုလက်ညှိုးထိုးတယ်မထိုးပါနဲ့ကိုကြောက်ဖြစ်တာပါဟုတ်ရဲ့လားအိုးမိခင်ဖခင်ယေရှုရှင်တို့ကိုယ့်ရဲ့အိမ်မှာမကောင်းတဲ့သားသမီးတွေကိုပြောလို့ဆိုလို့မရတဲ့သားတွေသမီးတွေနဲ့ကြုံတွေ့နေရတာတစ်ချိန်လုံးကဘလို့မကောင်းခဲ့လို့ကိုမကောင်းခဲ့လို့မကောင်းတာတွေနဲ့တွေ့တာဟုတ်ရဲ့လားမကောင်းတဲ့ပတ်ဝန်းကျင်တွေနဲ့တွေ့တယ်မကောင်းတဲ့ပုံကိုယ်တွေနဲ့တွေ့တယ်သူများမကောင်းလို့လားကိုမကောင်းလို့လားဟုတ်ရဲ့လားဒါကြောင့်မလို့ရှင်းတော့ကသူတော်ကောင်းတွေရဲ့စကားကြိုးပြဦးစင်းတို့ကြားဖို့တဲ့မပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာတဲ့သူများလက်ညှိုးထိုးတယ်မပြည့်စုံတဲ့လူတွေကပြည့်စုံသွားတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုလက်ညှိုးထိုးတယ်ဒီစကားလေးသိကောင်းလို့ပြန်ပြောမယ်နော်မပြည့်စုံတဲ့လူတွေကဘလူလက်ညှိုးထိုးပြည့်စုံသွားတဲ့ပုဂ္ဂိုလ်တွေကဘသူလက်ညှိုးထိုးအလွန်အကျူးကိုပြည့်စုံသွားတဲ့ပုဂ္ဂိုလ်တွေကြတော့သူများကိုကိုကိုဘသူကိုမှလက်ညှိုးမထိုးတော့ဟုတ်ရဲ့လားဆိုကြည့်ငါအကြောင်းမင်းမကောင်းပြောမင်းကိုလူကောင်းဟုတ်ရဲ့လားရက်ွက်တယ်မှာကွာမင်းငါအကြောင်းနဲ့ငါအတင်းနေပြောလိုက်တာဒါပေမဲ့အဲ့ဒီလိုပြောပါတယ်ဆိုတဲ့မင်းကိုလူကောင်းဟုတ်ရဲ့လားဒါကိုပြန်မေးရမယ်ကွရှင်မေးခွန်းလေးကြီးပဲဟုတ်ရဲ့လားကဲလိုက်ဆိုကြသူ့အကြောင်းငါမကောင်းပြောငါကိုလူကောင်းဟုတ်ရဲ့လားငါသူများရဲ့အကြောင်းတွေကိုနှုတ်သီးရှာတွက်လေငါပြောလိုက်တာတွတ်နဲ့ဟိုနေရာပြောဒီနေရာပြောအဲ့ဒီလိုသူများအကြောင်းသူများတင်းနေကိုငါပြောပါရဲ့ဆိုရဲငါကိုယ်တိုင်ကိုလူကောင်းဟုတ်ရဲ့လားကိုမေးရမယ်မိကုန်းတော်ဆွေတော်မျိုးတော်တွေဟုတ်ရဲ့လားတရားဆိုတာသိပြီးရင်ကျင့်သိပြီးရင်မလုပ်ရမလဲဝိဇ္ဇာနဲ့စရဏဝိဇ္ဇာဆိုတာအတိစရဏဆိုတာအကျင့်သိပြီးရင်တော့ဆွေတော်မျိုးတော်တွေမလုပ်မလဲကျင့်ရမယ်တဲ့ဟုတ်လား